1944 ခုနှစ်တုန်းကဂျပန်စစ်သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ပြီးဂျပန်စစ်သားနဲ့သင်္ဘောသား32ဦးဟာပစိဖိတ်သမုဒ္ဒရာထဲကအနာတာဟန်ကျွန်းပေါ်ကိုအသက်ရှင်လျက်ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီကျွန်းပေါ်မှာတော့ ကာဇူကိုဟီဂါဆိုတဲ့အမျိုးသမီးတဦးလည်းသာအခြေချနေထိုင်နေတာဖြစ်ပါတယ်။အစပိုင်းမှာတော့သူတို့ဟာစီကံတကျနေထိုင်ခဲ့ကြပေမဲ့နှစ်တွေကြာလာတာနဲ့အမျှအခြေအနေတွေကဆိုးရွားလာပါတယ်။သူတို့ဟာအုံးရီကနေအရက်ချက်တောက်ကြတဲ့ပြက်ကျထားတဲ့လေရင်ပြက်တွေထဲကနေလက်နက်တွေရှာဖွေရရှိခဲ့ကြတယ်။အဓိကပြဿနာကတော့ကျွန်းပေါ်မှာအမျိုးသမီးတဦးလေးသာရှိနေတာပါပဲ။ဒီလိုနဲ့1946ခုနှစ်ကနေ1950ပြည့်နှစ်အတွင်းမှာအနည်းဆုံးအမျိုးသား6ဦးဟာအချင်းချင်းတကက်ဖြတ်မှုကြောင့်တေခတ်ဆုံးခဲ့ရပါတယ်။ဒါဟာမတော်တဆမှုမဟုတ်ပဲမနာလိုမှုအာဏာလုမှုနဲ့တန်တရားစိတ်တွေကြောင့်ဖြစ်လာတဲ့လူသက်သက်မှုတွေဖြစ်ကြောင်းနောက်ပိုင်းမှာဂျပန်တရားရုံးတွေကအတည်ပြုခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတာကကာဇူကိုဟာအသက်ရှင်တန်ဖို့အတွက်အင်အားကြီးတဲ့အမျိုးသားတွေနောက်ကိုတယောက်ပြီးတယောက်လိုက်ခဲ့ရပါတယ်။ဒါဟာသူမရဲ့ရွေးချယ်မှုမဟုတ်ပဲကြောက်ရွံ့မှုနဲ့အတင်းအဓမ္မစေခိုင်းမှုတွေအောက်မှာရှင်သန်ခဲ့ရတာပါကျွန်းပေါ်မှာမေတ္တာတရားထက်အင်အားကသာအရာရာကိုဆုံးဖြတ်နေခဲ့ပါတယ်1950ပြည့်နှစ်မှာတော့ကာဇူကိုဟာကျွန်းနာကဖြတ်သွားတဲ့သင်္ဘောတစ်စီးကိုအချက်ပြပြီးလွတ်မြောက်သွားခဲ့ပါတယ်။သူမကျွန်းကနေထွက်သွားပြီးတဲ့နောက်မှာအချင်းချင်းတကက်ဖြတ်မှုတွေဟာချက်ချင်းဆိုသလိုရပ်တန့်သွားခဲ့ပါတယ်။1950ခုနှစ်မှာတော့ကြန့်ရှိနေတဲ့အမျိုးသားတွေကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာစိတ်ကူးရင်ဇလန်းမဟုတ်ပါဘူး။လူသားတွေဟာပြင်ပလောကနဲ့အဆက်ပြတ်ပြီးအထီးကျန်တဲ့အခြေအနေတစ်ခုထဲမှာပိတ်မိနေတဲ့အခါကိုကျင့်တရားတွေဘလောက်အထိပျက်စီးသွားနိုင်တယ်လဲဆိုတာကိုပြသနေတဲ့ဖြစ်ရပ်မှန်သမိုင်းမှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်